သူမိဘပြည်သူများအားလုံးမင်္ဂလာပါခင်ဗျာယေရုမီသတင်းလွှာကနေပြီးတော့စိတ်ဝင်စားဖွယ်ရာသတင်းအကြောင်းအရှင်းအရာများကိုသတင်းရှိသူမိဘပြည်သူတွေအတွက်စတင်မိတ်ဆက်မျှဝေပေးသွားပါမယ်ခင်ဗျာအခုတင်ဆက်ပေးမယ့်အကြောင်းချင်းရာကတော့ဘုံကားနဲ့စီရေးထိတ်တိုက်တွေ့အောင်လှုပ်ဆောင်ခဲ့တဲ့ NUG အစိုးရအတွက်အခုလက်ရှိဖြစ်စဉ်များထက်ပို့ပြီးတော့မှစိတ်ရှုပ်ထွေးစရာခေါင်းကဲစရာကောင်းပြီးတော့ရှောင်လွှဲလို့လည်းမရနိုင်တဲ့ပြဿနာအကြီးတစ်ခုကိုကျွန်တော်ຫນွေဥတလိုင်းမှာအများသိထင်ရှားတဲ့ကိုတောင်းရယ်ဒေါက်တာတီဇာဆန်းတို့နှစ်ယောက်ကနေတော့မှအဲ့ဒီ NUG ဖြည့်ရှင်းဖို့ခက်ခဲနိုင်တဲ့ပြဿနာအရှုပ်ထုတ်ကြီးရဲ့စနစ်တန်ကိုမိရှုပြေးလိုက်ကြတဲ့သတင်းပဲဖြစ်ပါတယ်ခင်ဗျာ NLD ခေတ်အလွန်မှာ NUG လို့ခေါ်တဲ့အမျိုးသားညီညွတ်ရေးအစိုးရတရက်ကိုတရားမဝင်ဖွဲ့စည်းထားတဲ့ဒီဒေါက်တာဇော်ဝေစိုးတို့လူအုပ်စုပေါ့ဗျာသူတို့တွေကနေတော့မှသူတို့လူထုကတင်မြှောက်ထားတဲ့တရားဝင်အစိုးရပါဆိုပြီးတော့လက်ရှိကျွန်တော်တို့ပြည်တော်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနဲ့အပြိုင်ပေါ့ဗျာအစိုးရကိုဆန့်ကျင်ပြီးတော့တရားဝင်အဝေးရောက်အစိုးရတရားလို့ခေါ်မလားတည်ငြိမ်မှုမရှိဘူးနေရာအတည်တရားမရှိဘူးဆိုတော့အစိုးရတရားလို့ခေါ်မလားပေါ့ဗျာသူတို့အုပ်စုနဲ့သူတို့NUG အမျိုးသားညီညွတ်ရေးအစိုးရဆိုပြီးတော့ဖွဲ့စည်းခဲ့တာအချိန်ကာလအဖြစ်တက်တန်း9နှစ်ရှိသွားခဲ့ပါပြီကဲဟုတ်ပြီအဲ့ဒီတော့တက်တန်း9နှစ်ချင်းအတူတူပေါ့ဗျာကျွန်တော်တို့လက်ရှိပြည်တော်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရအနေနဲ့တမတော်ကအာဏာကိုခိတ္တခဏထိမ့်သိမ့်လိုက်ပြီးတော့အခုရွေးကောက်ပွဲကြီးလုပ်ပြီးလိုက်ပြီ9နှစ်ပြီးခဲ့ပြီပေါ့နော်ရွေးကောက်ပွဲကြီးလုပ်ပြီးတော့ရွေးကောက်ပွဲလည်းအောင်မြင်စွာပြီးဆုံးသွားပြီစနမဲရလက်တီလည်းတရားဝင်ကြီးညာပြီးသွားပြီမဲနိုင်သူကိုယ်စားလှယ်လောင်းတွေရဲ့အမည်စင်းတွေကိုလည်းတရားဝင်ကြီးညာပြီးသွားပြီမကြာသောကာလမှာရွေးကောက်ပွဲရလက်ကိုဖော်ဆောင်ဖို့အစိုးရအသစ်တရဖွဲ့စည်းရမယ်ပေါ့ဗျာဒီမိုကရေစီအစိုးရပေါ့ဒီတော့ဒီမိုကရေစီစံနှုန်းနဲ့ဖွဲ့စည်းတည်ဆောက်ခဲ့ပါတယ်ဆိုတော့ NLD အုပ်စုတွေဖွဲ့စည်းထားတဲ့ဒီ NUG အစိုးရသူကော9နှစ်တက်တန်းပြည့်သွားပြီဖြစ်တဲ့အတွက်ရွေးကောက်ပွဲပြန်လုပ်ပေးပြီးတော့အစိုးရအသစ်တရပေါ်ဆောင်ဖို့လိုအပ်လာပြီပေါ့ဗျာဒါကိုဒေါက်တာတီဇာဆန်းနဲ့ကိုတောင်းတို့ကထောက်ပြလိုက်တာပါဒီတော့ကိုတောင်းရဲ့အပြောကလေးကိုကျွန်တော်တို့တစ်ချက်နားထောင်ကြည့်အောင်ကိုတောင်းပါရီပြောထားတယ်ပြည်သက်ကြီးနဲ့ကျွန်တော်တို့အတူတူနားထောင်ကြည့်လိုက်ကြအောင်ဗျာတော်လိုင်းကာလလည်း9နှစ်ရှိပြီပေါ့နော်ဆိုတော့တော်လိုင်းကာလ9နှစ်ဆိုတာခီးတစ်ခုရောက်လာပြီလူတယောက်အနေနဲ့ဆိုရင်ဘဝတစ်ခုကိုပြောင်းနိုင်တဲ့အချိန်ကာလတစ်ခုအစိုးရအနေနဲ့ဆိုရင်အစိုးရတစ်ခုကိုပြောင်းနေတဲ့အချိန်ကာလတစ်ခုဆိုတော့အစိုးရတစ်ခုကဒီအာဏာရှင်တော်လိုင်းအာဏာရှင်ရွေးကောက်ပွဲကိုကျွန်တော်မစိုးလုံးနေဘူးနော်ကျွန်တော်တို့တွေကတော်လိုင်းရေးပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ကအတစ်ခုကိုသွားရမယ့်အချိန်ပြောင်းလဲရမယ့်အချိန်လို့ကျွန်တော်မျှော်လင့်တယ်ပြည်သူတွေလည်းအဲ့လိုမျိုးပဲမြင်ရှင်တယ်ကျွန်တော်တော်လိုင်းရေးကိုသွေးတစ်လောင်းပြီးတော့အတစ်ခုစနစ်တစ်ခုလောက်ရတော့မယ်ပြည်သူတွေယုံကြည်တဲ့ပြည်သူတွေအားကိုးရမယ်ပြည်သူတွေမျှော်လင့်ချင်စရာကောင်းတဲ့လုပ်ရက်တွေနဲ့လှုပ်ဆောင်နိုင်တဲ့တော်လိုင်းရေးကိုဆက်သွားဖို့လိုမယ်လို့ထင်တယ်ဒါ9နှစ်တာအတွက်အရေးကြီးတဲ့အကြောင်းလဲဖြစ်ကိုဖြစ်ရတော့မယ်အချိန်လို့ထင်တယ်ဆိုတော့မဟုတ်ရင်ဒီတိုင်းပဲရေလိုက်9လိုက်နဲ့ဆိုရင်အင်မတန်ဆက်စရာကောင်းတဲ့အစိုးရဖြစ်သွားလိမ့်မယ်တော်လိုင်းအစိုးရအနေနဲ့အင်မတန်ဆက်စရာကောင်းတဲ့အစိုးရဖြစ်သွားလိမ့်မယ်လို့ထင်တယ်ပြည်သူတွေရဲ့ယုံကြည်မှုတွေပျက်စီးသွားရင်တော်တော်ဆိုးသွားတဲ့အခြေအနေတွေဖြစ်သွားနိုင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့တွေအခုချိန်မှာပြည်သူတွေလိုလားတဲ့ပြည်သူတွေမျှော်လင့်တဲ့ပြည်သူတွေမျှော်လင့်ချင်စရာကောင်းတဲ့အစိုးရတစ်ခုကိုကျွန်တော်ကိုယ်တိုင်လည်းပြည်သူတယောက်အနေနဲ့မျှော်လင့်တယ်
တရင်ချစ်သူမိဘပြည်သူများအားလုံးကျွန်တော်နဲ့အတူမြင်တွေ့သိရှိတဲ့အတိုင်းပေါ့ကြားသိတဲ့အတိုင်းပေါ့ဗျာကိုရောင်းကတော့ပြောသွားပြီဒီလိုပဲဒေါက်တာတီဇာဆန်းကလည်းလွန်ခဲ့တဲ့အလအနေငယ်ကလေးကသူပြောထားခဲ့တာပါကျူတင်ပြီးပြောထားခဲ့တာပေါ့နော်အခုတော့ကိုတောင်းကတော့ပုံဝင်လင်းလင်းကိုပြောကြားလာပြီဒီတော့ကကျွန်တော်တို့ NUG ဒီမိုဆိုရရဲ့နူတော်လန်ရေးပေါ်ຫນွေဦးအပေါ်ဘလောက်တစ္ဆာရှိတယ်ဆိုတာတက်တည်ပြလှုပ်ဆောင်ပေးရပါတော့မယ်ရွေးကောက်ပွဲလုပ်ပေးရမယ်အာဏာရီလွှတ်ပေးရမယ်အဲ့ဒီတော့ဇိုဝီဆိုတို့လက်ရှိလာတို့ရီမွန်လန်စကီတို့မန်ဝန်ခိုင်တန်းတို့ဇင်မွာမွေဇင်မအောင်တို့ပါလောက်ကြမလဲခင်ဗျားတို့အာဏာကိုဆက်ပြီးတော့ဆုတ်ကင်ထားမှာလားအာဏာယူသွားမှာလားຫນွေဦးပေါ်တစ္ဆာရှိမှာလားအဲ့တော့ຫນွေဦးဘက်တော်သားတွေနဲ့အတူပေါ့ဗျာကျွန်တော်တို့သတင်းသမားတွေကလည်းအဲ့ဒီအဖြစ်ကြီးကိုသိကြပါတယ် NUG ဒီမိုဆိုရရဲ့ຫນွေဦးအပေါ်ဘလောက်အထိတစ္ဆာရှိတယ်လဲဆိုတာတက်တည်ပြလှုပ်ဆောင်ပေးပါလို့တောင်းဆိုရင်းနဲ့ပဲကဲကျွန်တော်ရဲ့သတင်းတင်ဆက်မှုလေးကိုဒီမှာနေမယ်ဆုံးသက်ရနာပါမယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်